လူတိုင်းဟာကဘာပြက်ကရှင်တန်ရေးဂိမ်းတစ်ခုတည်းကိုရောက်သွားကြတယ်လူတွေဟာစွမ်းအားရှင် super powers တွေရဖို့အတွက်အယူအမူတိုက်ခိုက်ခဲ့ကြတယ်ကျွန်တော်တယောက်တည်းပဲအကန့်အသတ်မရှိတဲ့ပတ်စံ unlimited money ကိုရွေးချယ်ခဲ့တာလူတိုင်းကကျွန်တော်ကိုရေမောပြီးလူလို့ပြောကြတယ်ကဘာပြက်ကထဲမှာပတ်စံကဘာမှတန်ဖိုးမရှိဘူးလို့သူတို့ပြောကြတယ်ဒါပေမဲ့သူတို့ဘာမှမသိကြဘူးဖုတ်ကောင် zombies တွေကတကယ်ချင်းချောက်မှုမဟုတ်ဘူးစွမ်းအားရှင်တွေရထားတဲ့လူတွေကမှပိုးပြီးအန္တရာယ်များတာအဲ့ဒီနောက်စနစ် system ရဲ့ကြီးညာချက်ထွက်ပေါ်လာတယ်ကျွန်တော်တို့ကစားသမား300ဟာဂိမ်းထဲကိုတိုက်ရိုက်ရောက်သွားခဲ့တယ်စနစ်ကရှင်းပြတာကတော့ကျွန်တော်တို့အားလုံးဟာတကယ်ကဘာမှာတည်ဆုံသွားခဲ့ကြပြီတဲ့ဒုတိယအကြိမ်အသက်ရှင်ခွင့်ရဖို့အတွက်ဒီကဘာပြက်ကဂိမ်းထဲမှာအဆုံးထိရှင်တန်အောင်နေထိုင်ရမယ်အဲ့ဒီနောက်တစ်ဆင့်ရောက်လာတယ်အစပြုပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်ပေါ့စင်ပေါ်မှာရှိတဲ့ပစ္စည်းတွေကိုကျွန်တော်အမြန်ကြည့်လိုက်တယ်အများစုကတော့အမျိုးမျိုးသောစွမ်းအားရှင်တွေပဲတခြားကစားသမားတွေကတော့အဲ့ဒါတွေကိုရဖို့အယူမူလူနေကြတယ်ကျွန်တော်ကတော့စရင်ရဲ့နောက်ဆုံးစာမျက်နှာအထိလှမ်းကြည့်လိုက်တယ်အောက်ဆုံးမှာအဆုံးမရှိတဲ့ကြွယ်ဝမှု Ganglas Wolf လို့ရေးထားတဲ့ဒင်္ဂါပြားလေးတစ်ခုကိုတွေ့လိုက်တယ်နှစ်ခါမစင်းစားတော့ပဲအဲ့ဒါကိုချက်ချင်းယူလိုက်တယ်ကျွန်တော်နဲ့အတူပါလာတဲ့အတန်းကောင်းဆောင်ဝန်တန်း White Tank ကတော့ဖာစိတ်ထိန်ချုပ်ခြင်း Mind Control စွမ်းအားကိုရွေးခဲ့တယ်ကျွန်တော်ဒင်္ဂါပြားယူတာကိုမြင်တော့သူကကျွန်တော်ကိုမလောင်ပဲမနေနိုင်တော့ဘူး Math မင်းကတကယ်ပဲပတ်စံအဲ့လောက်တောင်ငတ်နေတာလားကဘာကြီးပြတ်တော့မယ်လေပတ်စံကမင်းအတွက်ဘာသုံးဝင်မှာလဲကျွန်တော်ဘာမှပြန်မပြောနိုင်ခင်ပါပဲသူကအတန်းထဲကအလှပကေးလူရန်လီဝရန်စီလှည့်သွားတယ်သူကအချစ်ရဲ့စွမ်းအား the power of love ဆိုတာကိုရွေးထားတာလူတိုင်းငါ့ကိုချစ်မိသွားအောင်ငါလုပ်နိုင်တယ်လေဖုတ်ကောင်တွေတော့ငါရဲ့အလှမှာမိသွားလိမ့်မယ်စစ်မှန်တဲ့အချစ်ကငါ့ကိုကာကွယ်ပေးထားရင်ငါကျင်းတည်အသက်ရှင်မှာပါပစ္စည်းတွေအားလုံးရွေးပြီးသွားတဲ့အခါစနစ်ကနောက်တစ်ချိန်ကျင်းညာပြန်တယ်လူတိုင်းကိုသူတို့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်ဖို့နဲ့လာမယ့်စစ်ပွဲအတွက်ပြင်ဆင်ဖို့အချိန်တစ်နှစ်ပေးလိုက်တယ်ကဘာပြက်ကအခြေအနေ apocalypse mode ကိုနောက်7နှစ်လအကြာမှာတရားဝင်စတင်မယ်အောင်နိုင်သူတယောက်တည်းပဲဒီဂိမ်းထဲကနေထွက်သွားနိုင်မယ်နောက်ဆုံးရှင်တန်သူတယောက်တည်းသာစုကြီးကိုရရှိမှာဒီစီကန်းကိုကြားလိုက်ရတဲ့အခါလူတိုင်းရဲ့မျက်နှာထားတွေချက်ချင်းပြောင်းလဲသွားတယ်အဖွဲဖွဲကိုစဉ်းစားထားတဲ့သူတွေဟာအခုတော့တယောက်ကိုတယောက်တန်တရားမျက်လုံးတွေနဲ့ကြည့်နေကြပြီဒီရှင်တန်ရေးဂိမ်းထဲမှာတငယ်ချင်းဆိုတာမရှိဘူးလူတိုင်းဟာရန်သူပဲကျွန်တော်တစ်စက္ကန့်တောင်အချိန်မဖြုံးပဲအဲ့ဒီကနေထွက်လာခဲ့တယ်ကျွန်တော်ရဲ့ကဘာပြက်ကရှင်တန်ရေးအစီအစဉ်ကိုချက်ချင်းစတင်လိုက်တယ်ကဘာမြေပုံကိုကျွန်တော်စစ်ဆေးကြည့်ပြီးအစီပိတ်သမုဒ္ဒရာတွေကအထီးကျန်ကျွန်းလေးတစ်ကျွန်းကိုရွေးချယ်လိုက်တယ်ငလင်ကြောပေါ်မှာမရှိဘူးမုန်တိုင်းတန်တိတ်မရှိတဲ့နေရာတဘာဝအတိုင်းပြန်ပြူးတဲ့နေရာရှိပြီးလေရင်ကွင်းဆောက်ဖို့အကောင်းဆုံးပဲတဘာဝအကာအကွယ်ဖြစ်စေမဲ့တောင်တန်းတွေလည်းဝန်းရံထားတယ်ကျွန်တော်ဒေါ်လာ1 ဘီလီယံလောက်သုံးပြီးအဲ့ဒီကျွန်းကိုအပိုင်ဝင်လိုက်တယ်ကျွန်းနာမည်ကိုအနာဂတ်ကျွန်း Future Island လို့အလွယ်ပဲပေးလိုက်ပြီးခရီးသွားလုပ်ငန်းအတွက်ဖွံ့ဖြိုးအောင်လုပ်နေတာလို့အကြောင်းပြလိုက်တယ်ခရီးသည်တင်တင်မောကြီး30စီးကိုတပြိုင်နက်ဝယ်လိုက်ပြီး NPC တွေနဲ့စောက်လုပ်ရေးစာချုပ်တွေချုပ်လိုက်တယ်ဆက်ရန်ရကြီးတွေနဲ့စောက်လုပ်ရေးပစ္စည်းတွေကိုကျွန်းစီပို့လိုက်တယ် NPC အရာရှိတွေကိုလှုပ်ဝက်ချက်ထိန်းသိမ်းရေးစာချုပ်တွေတင်းတင်းကြပ်ကြပ်ချုပ်ခိုင်းထားတယ်သူတို့ကိုယ်တိုင်တောင်အနာဂတ်ကျွန်းဘယ်မှာရှိလဲဆိုတာအမှန်တကယ်မသိကြဘူးတင်မောတွေကျွန်းကိုရောက်တာနဲ့အလုပ်သမားတွေကယာယီလေရင်ကွင်းကိုစတင်ဆောက်လုပ်ကြတယ်အဲ့ဒီနောက်ကျွန်တော်လေရင်စင်းတရားကိုငှားပြီးနေရာအနှံ့ကစောက်လုပ်ရေးအလုပ်သမားတွေကိုခေါ်လာခဲ့တယ်အဲ့ဒီအလုပ်သမားတွေဟာနေရောညပါအလုပ်လုပ်ကြရတယ်အနာဂတ်ကျွန်းရဲ့ဒီနေရာကိုဖုံးကွယ်ထားဖို့အတွက် line ဖြတ်ဆက် signal jammers တွေကိုကြိုတင်ဝယ်ထားပြီးအလုပ်သမားတွေရဲ့ဖုန်းအားလုံးကိုတင်ထားလိုက်တယ်ကျွန်းပေါ်မှာအလွန်ခိုင်ခန့်တဲ့ခံတပ်ကြီး30ခုကိုစောက်လိုက်တယ်ပစ္စည်းအားလုံးကအဆင့်မြင့်ဆုံးအကောင်းဆုံးတွေပဲပြင်းအား7နှစ်အဆင့်ရှိတဲ့ငလျင်တန်ကိုတောင်ခံနိုင်အောင်စောက်ထားတာခံတပ်တစ်ခုချင်းစီရဲ့အပြင်ဘက်ကိုတဘာဝနဲ့တသားတည်းဖြစ်အောင်ဖုံးကွယ်ထားတယ်ဂျိုးလူတွေကနေတောင်အပေါ်ကနေဘာမှမမြင်နိုင်ဘူးဒါပေမဲ့ဒါတွေအားလုံးကအယောင်ပြတွေပဲတကယ်ကဘာပြက်ကခိုလုံရာကတော့မြေအောက်မှာရှိတာမြေအောက်ခိုလုံရာဟာနျူကလ িয়ার တိုက်ခိုက်မှုနဲ့ဇီဝဓာတုတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိတယ်မြေအောက်ထဲအထိတိုးဝင်နိုင်တဲ့ဖုတ်ကောင်တွေတောင်9 မီတာထူရှိတဲ့တံမဏိနံရံကြီးတွေကိုဖျက်နိုင်မှာမဟုတ်ဘူးမြေပြင်ကခံတပ်တွေမှာမြေအောက်ကိုဆင်းတဲ့လှုပ်ဝက်လမ်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီလမ်းတွေကိုအရန်ကျင်းအောင်စောက်ထားတာတစ်ချိန်မှာလူတစ်ယောက်ပဲအနိုင်နိုင်ဖြတ်သွားလို့ရတယ်အထဲမှာတော့ဝင်းကပ်ပါလို့ပဲမတော်တဆလမ်းမှန်ကိုတွေ့သွားရင်တော့ပင်မတကားကိုရောက်ဖို့လမ်းမှာထောင်ချောက်တွေအများကြီးရှိသေးတယ်လမ်းတစ်ခုခုပောက်ကွဲသွားရင်တော့တခြားလမ်းတွေကနေမြေပြင်ကိုပြန်တက်လို့ရတယ်ကဘာပြက်ကထဲမှာစွမ်းအင်ကအရာအလုံးပဲလျှက်စစ်မီးပြဿနာကိုဖြေရှင်းဖို့ကျွန်းပေါ်မှာလေအားလျှက်စစ်စက်တွေတက်ဆင်လိုက်တယ်ပြီးတော့ဒီအားလျှက်စစ်နဲ့နျူကလ িয়ার စွမ်းအင်သုံးစက်တွေကိုလည်းထည့်ထားတယ်ရေကိစ္စကလည်းဖြေရှင်းရတာလွယ်ပါတယ်မိုးရေစူးစောင်းတဲ့စနစ်တွေပင်လယ်ရေကိုတောက်ရေဖြစ်အောင်ပြောင်းတဲ့စနစ်တွေလုပ်ထားတယ်ကဘာပြက်ကညဉ့်ညမ်းနေတဲ့ရေတွေကိုတောက်ရေဖြစ်အောင်လုပ်ပေးနိုင်တဲ့မြေအောက်ရေတက်ဆင်စက်တွေကိုတောင်တူးဖော်တက်ဆင်ထားသေးတယ်အပူချိန်မြင့်ပိုးတက်စနစ်အပူချိန်နှိပ်ပိုးတက်စနစ်ခရမ်းလွန်ရောင်ကြီးနဲ့ဓာတုဗေဒပိုးတက်စနစ်တွေအကုန်ရှိတယ်ရေဆိုးတန့်စင်စနစ်ကတော့ခိုလုံရရဲ့မိလာတွေကိုအထူးကင်တွယ်ပေးတယ်ရေကြီးနိုင်ခြေကိုထည့်သွင်းစဉ်းစားပြီးနေရန်အားလုံးကိုရေလုံအောင်လုပ်ထားတယ်တကားတွေပိတ်လိုက်ရင်လေတောင်မဝင်နိုင်ဘူးမြေအောက်ရေနှုတ်မြောင်းစနစ်ကတော့တကယ်ကိုခိုင်မာပါတယ်လေတန့်စင်စနစ်အများပြားကိုတက်ဆင်ထားလို့မြေအောက်ခိုလုံရမှာတန့်ရှင်းတဲ့လေကိုအမြဲရနေမှာပါအောက်ဆီဂျင်ဘူးတသိန်းကိုလည်းစုဆောင်းထားသေးတယ်မြေအောက်ထဲမှာအကြာကြီးပိတ်နေရတဲ့အခြေအနေမျိုးအတွက်ပေါ့တီချာအခန်းပေါင်း10နှစ်ခန်းဆောက်ထားတယ်တစ်ခန်းဒါမှမဟုတ်2ခန်းပြတ်သွားရင်တော့ကျန်တဲ့အခန်းတွေကအစားထိုးလှုပ်ဆောင်ပေးနိုင်တယ်အခန်းတိုင်းမှာသူ့အလုံးနဲ့သူရှိတယ်အဲ့ဒီထဲက3ခန်းကတော့နောက်ဆုံးပေါ်အလိုလျောက်စိုက်ပျိုးရေးစနစ်တွေတုံးထားပြီးဟင်းသီးဟင်းရွက်စိုက်တာငါးမွေးတာနဲ့ကြက်မွေးတာတွေလုပ်နိုင်တယ်ဂိုးတောင်နှစ်ခုထဲမှာ12ဆာလောက်တဲ့ရိတ်ခါတွေကိုစုဆောင်းထားတယ်စေဝါအစားအစာနဲ့ရေပေါ့ NPC တွေကကျွန်တော်ရဲ့ဆောက်လုပ်ရေးကိုတန်တရားဝင်တဲ့အခါတိုင်းသူတို့ပါဆက်ပိတ်သွားအောင်ပတ်စံတွေအများကြီးပေးလိုက်တယ်အဲ့ဒီနောက် Eagle Land ကိုသွားပြီးလက်နက်ကြီးတွေဝယ်လိုက်တယ်အဲ့ဒီထဲမှာတိုက်ခိုက်ရေးစက်ရုပ်တွေနဲ့ကင်းထောက် drones တွေလည်းပါဝင်တယ်ကျွန်တော်ကပတ်စံအများကြီးပေးနိုင်တာကြောင့်မောင်ခိုဈေးကွက်ကနေနျူကလ িয়ার ထိပ်ဖူးနှစ်ခုကိုတောင်ရအောင်ဝယ်ခဲ့သေးတယ်ပင်လယ်အော်တစ်ခုမှာတော့ကျွန်တော်ရဲ့နျူကလ িয়ার ရေငုပ်တင်မောနဲ့ဂျက်လေယာဉ်ကိုဝတ်ထားတယ်မြေအောက်ခိုလုံရကနေရေငုပ်တင်မောစိတ်ကန်းအထိတိုက်ရိုက်သွားလို့ရတဲ့လမ်းရှိတယ်စွမ်းအားရှင်ကစားသမားတွေကျုံးကိုမလာနိုင်အောင်ကျွန်းပတ်ပတ်လည်မှာလူလုတ်တန်တာကြောက်တန်းတွေလုတ်ထားတယ်
ဘယ်တင်မောကြီးပဲလာကြောက်ဆောင်နဲ့တိုက်ပြီးမြုပ်သွားမှာပဲကမ်းခြေနဲ့နီးတဲ့နေရာတွေမှာတော့လျှက်စစ်ချန်စီယိုတွေခတ်ထားပြီးကျွန်းတစ်ပတ်လုံးကိုဝိုင်းထားတယ်ပတ်ဝန်းကျင်ရေပြင်တွေမှာလည်းနေရာအနှံ့မိုင်းတွေထောင်ထားတယ်ရေဒါစနစ်တွေလည်းတက်ဆင်ထားလို့ကျွန်းကိုချင်းကပ်လာသမျှအရာအလုံးကိုကြိုသိပြီးအချိန်မီဖျက်ဆီးပစ်နိုင်တယ်ကောင်းကင်မှာလည်းလျှက်စစ်ကွန်ရက်အကြီးကြီးတစ်ခုလှုပ်ထားလို့ယောဂပိုးရှိတဲ့ငှက်တွေကျွန်းပေါ်ကိုမဆင်းနိုင်ဘူးတစ်နှစ်အတွင်းမှာပဲကျွန်းရဲ့ကာကွယ်ရေးစနစ်တွေအားလုံးအဆင်သင့်ဖြစ်သွားပြီးရန်သူတွေကိုလှည့်စားဖို့အတွက်ကဘာအနှံ့မှာခီးသွွားလုပ်ငန်းတွေလုပ်နေတယ်လို့မျိုးအယောင်ပြခဲ့သေးတယ်ဒါမှတခြားကစားသမားတွေသတိမထားမိပါလေအဲ့ဒီအပန်းဖြေစခန်းတွေကတကယ်တော့ကျွန်တော်ရဲ့အရန်နေရာတွေပဲအဲ့ဒီကိုစီပြန်ဖြစ်စရာမလိုပဲဓာတ်ရိုက်ပြန်တန်းသွားလို့ရတယ်နောက်ဆုံး NPC အုပ်စုကိုပြန်လွတ်ပြီးတဲ့နောက်ကျွန်းပေါ်မှာကျွန်တော်တယောက်တည်းပဲကျန်တော့တယ်အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုကိုဝယ်လိုက်ပြီးအာကာသတွေကဂျိုတူပေါင်း6000ကျော်ကိုထိန်းချုပ်လိုက်တယ်ကျွန်တော်ရဲ့အင်တာနက်လိုင်းမပြတ်သွားအောင်လို့ပေါ့အဲ့ဒီတစ်နှစ်အတွင်းမှာပဲကမ္ဘာတဝန်းကလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းတွေကိုဝယ်ယူခဲ့တယ်ပြီးတော့နောက်ဆုံးတစ်ပတ်မှာလေယာဉ်နဲ့တင်မောအလုံးကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်တယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကခရီးဝေးတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာတစ်ကမ္ဘာလုံးသိသွားကြတယ် NPC တွေကတော့သူယူသွားပြီလို့ထင်ကြတာပေါ့ဒါပေမဲ့ကစားသမားတွေကတော့နားလည်ကြတယ်ဒီကမ္ဘာတထေးကြီးဟာသူတို့ရဲ့ပြန်ဘက်ပဲဆိုတာကိုပေါ့ကစားသမားတွေရဲ့စကားပြောခန်းချက်မှာအကြောင်းကြားစာတစ်ခုတက်လာတယ်ဝန်တန်ကကျွန်တော်ကိုမေးတယ်မက်အဲ့ဒီကမ္ဘာတထေးကြီးကမင်းမဟုတ်လားတဲ့ကျွန်တော်အဆုံးမရှိတဲ့ကြွယ်ဝမှုကိုယူခဲ့တာကိုသူတယောက်တည်းပဲမြင်ခဲ့တာလေဒါပေမဲ့ကျွန်တော်သူ့ကိုလုံးဝလိလူရှုထားလိုက်တယ်တပတ်အကြာမှာတော့ကမ္ဘာပြက်ကရောက်လာခဲ့ပြီသူတို့ရဲ့စွမ်းအားတွေကိုအစွမ်းကုန်လေ့ကျင့်ထားတဲ့ကစားသမားတွေဟာအဆင်သင့်ဖြစ်နေကြပြီကစားသမား300ရဲ့နာမည်နဲ့ ID တွေဟာမျက်နှာပြင်ပေါ်မှာပေါ်လာတယ်ကျွန်တော်ကနံပါတ်69ဝန်တန်ကနံပါတ်100လူရန်ရန်ကနံပါတ်101တတိထားပါကမ္ဘာပြက်ကစတင်ပါပြီဒီဂိမ်းဟာကစားသမားတယောက်တည်းကျန်တဲ့အထိဆက်သွားနေမှာပါကမ္ဘာပြက်ကဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့မိုးတိထန်စွာရွာသွန်းမှုနဲ့စတင်နိုင်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးရက်ပေါင်းများစွာမိုးမပြတ်ရွာသွန်းမှုကြောင့်ကြီးမားတဲ့ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်အနာဂတ်ကျွန်းလည်းထိခိုက်ခဲ့ပေမဲ့ကျွန်းကတင်းငယ်တာကြောင့်2ရက်အကြာမှာမိုးတိမ်တွေကုန်သွားခဲ့တယ်မြေအောက်ခိုလုံရတဲ့ကိုတောင်ဝင်ပုန်းဖို့အချိန်မရလိုက်ဘူးစွမ်းအားရှင်တွေအားလုံးကတော့အငိုက်မိသွားကြတယ်သူတို့လည်းဒီကမ္ဘာကိုရောက်တော့ကဘာမှမပါပဲရောက်လာကြတာလေတစ်နှစ်ပတ်လုံးသူတို့ဟာစွမ်းအားတွေလေ့ကျင့်ရင်ပတ်စံရဖို့ရုန်းကန်ခဲ့ကြရတာသူတို့ရဲ့ရုန်းကန်ရမှုကတော့ပြောနေစရာမလိုပါဘူးသူတို့စုဆောင်းထားတဲ့ရိတ်ခါတွေကလည်းအ ਨੇ အချင်းပဲစွမ်းအားတွေကိုတုံးပြီးရာဇဝတ်မှုကျူးလွန်တဲ့ကစားသမားအနှဲငယ်ပဲဘီလာဗဲလာတွေရခဲ့ကြတာသူတို့ကမြေအောက်ခန်းတွေမှာခိုလုံရလှုပ်ထားကြတယ်ရေကြီးတော့မြေအောက်ခန်းကအရင်ဆုံးရေမြုပ်တာပေါ့သူတို့ရဲ့ရိတ်ခါတွေအကုန်ပျက်စီးကုန်တယ်ဘီလာတစ်ခုလုံးရေအောက်ရောက်သွားခဲ့ပြီးတချို့ကစားသမားတွေကမြေအောက်ကားပါကင်တွေမှာခိုလုံရလှုပ်ထားကြတယ်အဲ့ဒါတွေလည်းအကုန်ရေမြုပ်ကုန်တာပဲအထက်မြင့်ခိုလုံရတွေကတော့လောလောဆယ်ဘေးကင်းပေမဲ့မိုးကမရက်သေးဘူးမြေအောက်ကစားသမားတွေရဲ့ရိတ်ခါတွေကလည်းတဖြည်းဖြည်းကုန်လာပြီးလူတိုင်းထိတ်လန့်ကုန်ကြပြီအဲ့ဒီအချိန်မှာကျွန်တော်ကတော့မုံတွေစားရင်ဓာတ်ရိုက်ထုတ်လွှင့်မှု live stream တစ်ခုကိုကြည့်နေတာထုတ်လွှင့်တဲ့သူကလိုက်ကနောက်မှာပုံပြီးလမ်းတစ်ဖက်ကအဆောက်အဦကိုခိုးရိုက်နေတာကစားသမားတစ်ယောက်ကမီးစွမ်းအား fire powers ကိုတုံးပြီးရိတ်ခါတွေလူရက်နေတယ်ညီလေးတို့ဒါကရုပ်ရှင်တွေကအထူးပြုလုပ်ချက်တွေမဟုတ်ဘူးနော် cosplay လည်းမဟုတ်ဘူးဒါကတကယ်စွမ်းအားရှင်ပဲသူကအရင်ကငါတို့ဝင်းထဲကလုံခြုံရေးဝန်ထမ်းပဲအခုတော့သူတကားတွေကိုမီးနဲ့ညှိုက်နေပြီဒါသူ30ကြိမ်မြောက်လူရက်တာပဲစကားပြောခန်းချက်အဲမှာတော့စူညံနေတာပဲစွမ်းအားရှင်တွေကတကယ်ရှိတာလားအဲ့ဒါဆိုကဘာပြက်ကတကယ်ရောက်လာတာပေါ့ထုတ်လွှင့်တဲ့သူတတိထားဦးဟိုဘက်အဆောက်ဦးပြီးရင်မင်းစီလာတော့မှမီးစွမ်းအားကတကယ်စိတ်ချရလို့လားမီးစွမ်းအားကစားသမားက NPC တွေကိုသတင်းပေးလိုက်တယ် SWAT အဖွဲ့ဝင်တွေအများကြီးကယ်ဆယ်ရေးလှေတွေနဲ့ရောက်လာကြတယ်သူတို့ကတနက်တွေနဲ့အဆောက်အဦကိုဝိုင်းလိုက်ကြတယ်ထုတ်လွှင့်တဲ့သူရဲ့လက်တွေကစိတ်လှုပ်ရှားလို့တုန်နေပြီညီလေးတို့တနက်ပြပွဲကိုငါပထမဆုံးမြင်ဘူးတာပဲဒီလုံခြုံရေးရဲ့မီးကတော့တကယ်ကြောက်စရာပဲသူကတန်တကားကိုစက္ကန့်ပိုင်းအတွင်းအရေးပြောအောင်လုပ်လိုက်တယ် SWAT အဖွဲ့ကအဆောက်အဦထဲကိုဝင်စီးလိုက်ပြီးတနက်တန်တွေကလည်းစူညံနေတာပဲရုတ်တရက်လူတစ်ယောက်ကခေါင်းမိုးပေါ်ကနေပြန်ထွက်လာပြီးရေထဲကိုတန်းပြီးခုန်ချလိုက်တယ်မကြခင်မှာပဲကဘာလုံးဆိုင်ရာစကားပြောခန်းမှာအဲ့ဒီကစားသမားရဲ့နာမည်ကမီးကိုရောင်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်အဲ့ဒါကအဲ့ဒီကစားသမားတည်သွားပြီဆိုတဲ့အတိတ်ပဲအဲ့ဒီအချိန်မှာပဲစကားပြောခန်းထဲမှာဝန်တန်ကကျွန်တော်ကိုထပ်ပြီးစကားလာပြောတယ်မက်ငါတို့အဖွဲ့ရအောင်ကြည်ဦးငါတို့ကတငယ်ချင်းဟောင်းတွေလေငါတို့ရဲ့နံပါတ်တွေကလည်းကက်လျက်ပဲငါတို့အဖွဲ့ရင်ငါတို့အဆုံးထိကျင်းတည်ရှင်တန်မှာပါသူကအရှက်မရှိဗီဒီယိုခေါ်ဆိုမှုတွေခဏခဏပို့နေပေမဲ့ကျွန်တော်ကတော့လစ်လူရှုထားလိုက်တယ်တကယ်လို့ငါတို့အဖွဲ့ပြီးနောက်ဆုံး2ယောက်ပဲကျန်တော့ရင်သူကသူ့ရဲ့စိတ်ထိန်ချုပ်ခြင်းစွမ်းအားကိုတုံပြီးငါ့ကိုတက်ပြီးသူပဲအနိုင်ယူမှာလေသူကငါ့ရဲ့ညံရီကိုအထင်သေးနေတာလားဒါမှမဟုတ်သူ့ကိုယ်သူအထင်ကြီးလွန်းနေတာလားရေနဲ့မီးတွေပြတ်တောက်ကုန်ပြီးအစားအစာတွေလည်းကုန်လာပြီး3လကြာရေကြီးမှုက NPC တွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးလိုက်တယ်နောက်ဆုံးတော့တယောက်ကဆက်ပြီးမအောင်အီးနိုင်တော့ဘူးသူတို့တွေစွန့်စားမှုတွေဆက်လုပ်လာကြတယ်နေရာအနှံ့မှာလူရဲ့မီးရှို့တာတွေဖြစ်လာတယ်ကစားသမားတွေကလည်းလူအုပ်ထဲမှာရောနှောပြီးရှင်တန်မဲ့လမ်းဆက်ကိုရှာနေကြတယ်ဒါပေမဲ့စွမ်းအားရှင်တွေကဖုံးကွယ်ထားလို့မရဘူးအဲ့ဒါကအထက်လူကြီးတွေရဲ့တတိထားမှုကိုရသွားစေတယ်စွမ်းအားရှင်တွေကိုဖမ်းဆီးဖို့ဓာတ်ရိုက်အမိန့်ထုတ်လိုက်ကြတယ်ဖမ်းမိတဲ့သူတွေကိုသူတေသနာဌာနတွေကိုပို့လိုက်ကြတယ်တလအတွင်းမှာပဲကစားသမား30ရဲ့နာမည်တွေမျက်နှာပြင်ပေါ်မှာပေါ်လာတယ်ရုတ်တရက်ကစားသမားတွေဟာလက်နေတဲ့ငှက်တွေလိုဖြစ်ကုန်ပြီးလူတိုင်းကစိုးရိမ်ထိတ်လန့်နေကြရတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့လုံးဝမတူညီတဲ့ကဘာတစ်ခုမှာနေထိုင်နေတာတခါတရံကျွန်တော်ရဲ့ဟင်းသီးဟင်းရွက်တွေကိုစစ်ဆေးတယ်
ကျွန်တော်ရဲ့ဗီလာထဲမှာဂိမ်းဆော်တယ်ရေကူးကန်ထဲမှာရေကူးတယ်အနာဂတ်ကျုံကတော့တကယ်နိဗ္ဗာန်ပုံပဲကျွန်တော်ကတော့ကောင်းမွန်တဲ့ဘဝကိုဖျက်ဆီးနေတာဒါပေမဲ့ကောင်းတဲ့အချိန်တွေကကြာရှည်မခံပါဘူးနောက်ဆုံးတော့ကျွန်တော်တစ္ဆာဖောက်ခံလိုက်ရတယ်တယောက်ကကဘာလုံးဆိုင်ရာစကားပြောခန်းမှာအမည်မဖော်ပဲတင်လိုက်တယ်ကစားသမားကို19ကကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ပဲသူကကဘာမပြတ်ခင်ကတည်းကခိုးလုံရတွေအများကြီးစောက်ထားတာကျင်းတည်တယ်ကစားသမားကို19ကိုရှာတွေ့ရင်လူတိုင်းအသက်ရှင်နိုင်လိမ့်မယ်တိတ်ဆိတ်နေတဲ့စကားပြောခန်းဟာချက်ချင်းဆိုသလိုပောက်ကွဲထွက်သွားတယ်ကစားသမားကို19ထွက်ခဲ့စမ်းမင်းကတယောက်တည်းကောင်းကောင်းနေပြီငါတို့ရာပေါင်းများစွာကတော့ဒုက္ခရောက်နေရတယ်အရန်ရက်ဆက်ရုံမာတာပဲအဲ့ဒီလိုကစားသမားမျိုးကိုဖယ်ရှားပြရမယ်69ကိုရှာတွေ့ရင်ငါတို့အသက်ရှင်မယ်အားလုံးပဲတွားကြစို့ကစားသမားတွေအားလုံးယူတုတ်ကုန်ကြပြီသူတို့ကကျွန်တော်ကိုအရှင်လက်လက်အရေးခွန်ခွာဖို့တောင်အသင့်ဖြစ်နေကြတာကျွန်တော်ကတော့အေးအေးဆေးဆေးပဲနေချင်တာပါဒါပေမဲ့မင်းတို့ကငါ့ကိုဆွဲထုတ်လာကြတာပဲကျွန်တော်ကဘာလုံးဆိုင်ရာစကားပြောခန်းမှာစတဲ့ဆောင်ပို့လိုက်တယ်အားလုံးပဲစိတ်အေးထားကြပါကျွန်တော်ကကစားသမားကို19ပါမင်းတို့ခိုးလုံးရလိုချင်တာလားကျွန်တော်ပေးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကနိုင်ငံလေးခုမှာပဲခိုးလုံးရတွေစောက်ထားတာ Dragon, Eagle, Hans နဲ့ Kangaroo ပြီးတော့ခိုးလုံးရတစ်ခုစီမှာအများဆုံးလူ20ပဲဆန်တယ်ကျွန်တော်ကဘာမြေပုံပေါ်မှာနေရာလေးခုကိုမှတ်သားပေးလိုက်တယ်မင်းတို့မှာလူ200ကျော်ရှိနေတာအားလုံးစမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ခိုးလုံးရရဲ့စကားဝတ်တွေကိုပေးမယ်အရင်ရောက်တဲ့သူအရင်ရမှာပဲကျွန်တော်နောက်ကိုတော့လိုက်မလာကြနဲ့ကျွန်တော်စကားဝတ်ကိုရိုက်ထည့်လိုက်တာနဲ့ကစားသမားတိုင်းအယူမှုဖြစ်ကုန်ကြပြီတကယ်လို့သူတို့ခိုးလုံးရကိုအရင်ရောက်ရင်ရေကြီးမှုကနေလွတ်မြောက်မှာလေတညအတွင်းမှာပဲတချို့ကစားသမားတွေရောက်နေကြပြီအများစုကတော့အလင်းနှုံးစွာရှင်တွေပေါ့ခိုးလုံရကိုကုန်းမြင့်ပေါ်မှာစောက်ထားတာမို့လို့ရေဘေးကနေကင်းဝေးပါတယ်သူတို့တကားတွေဖွင့်ပြီးအထဲဝင်လိုက်တဲ့အခါမှာနိဗ္ဗာန်ဘုံကိုရောက်သွားတယ်လို့ပဲဘာလို့လဲဆိုတော့ကျွန်တော်ကဒီခိုးလုံရလေးခုကိုအရန်ကိုခန်းနာအောင်စောက်ထားတာလေလိုလေသေးမရှိအကုန်ရှိတယ်ရေခဲတတာတွေထဲမှာလည်းအစားအစာတွေအပြည့်ပဲကစားသမား98ကစကားပြောခန်းမှာဂုံယူစွာနဲ့တိုက်ရိုက်ထုတ်လွှင့်ပြနေတယ်ခိုးလုံရကဒီလောက်ကောင်းမယ်လို့မထင်ထားဘူးပတ်စံကတကယ်ပဲပျော်ရွှင်မှုကိုဝယ်လို့ရတာပဲအထဲမှာသူတို့တွေအမဲသားတုံးတွေနဲ့တိုးသားတွေစားနေကြတယ်ဝိုင်းနီတွေတောက်နေကြတယ်စပွဲပေါ်မှာတော့အစားအစာတွေအပြည့်ပဲကစားသမား98ကပြောတယ်လူ12ယောက်အထဲမှာရှိနေပြီသူတို့ကဒရက်ကွန်နိုင်ငံကခိုးလုံရကိုပိတ်ထားဖို့ဆုံးဖြတ်လိုက်ကြပြီရိတ်ခါတွေကအကန့်အသတ်ရှိလို့ဘသူ့ကိုမှထပ်ပေးမဝင်တော့ဘူးတခြားကစားသမားတွေကတော့လမ်းမှာပဲရှိသေးတာထုတ်လွှင့်မှုကိုမြင်တော့သူတို့တွေစိတ်တူကုန်ကြတာပေါ့ခိုးလုံရအပြင်ဘက်မှာတော့ကစားသမားတွေအုပ်စုလိုက်ရောက်လာကြတယ်ရင်းနစ်တင်မဲ့အစားဒါမှမဟုတ်ငတ်တင်မဲ့အစားသူတို့တွေဒီအသက်ဆက်လန်းကိုအရယူရမှာပဲရှင်တန်လိုစိတ်ကသူတို့ကိုအသေးအတန်ဖြစ်စေခဲ့တယ်သူတို့ကအထက်ကလူတွေကိုတကားဖွင့်ပေးဖို့ပေးဝင်ဖို့တောင်းပန်ကြတယ်ဒါပေမဲ့အထက်ကလူတွေကအကုန်လုံးကိုတေချာပိတ်ထားပြီးသားသူတို့တွေတကားတွေနေရန်တွေကိုဘလောက်ပဲထူရိုက်ပါစေဒါမှမဟုတ်သူတို့ရဲ့စွမ်းအားတွေကိုဘလောက်ပဲသုံးပါစေအဲ့ဒီပိတ်ထားတဲ့တကားကိုဘလို့မှဖွင့်လို့မရဘူးအထက်ကလူတွေအောင်ပွဲခံနေတော့မှာပဲကျွန်တော်ရုတ်တရက်ပေါ်လာပြီးပြောလိုက်တယ်ဒါကလူနှစ်ဆက်ဆက်တာမဟုတ်ဘူးလားနောက်ထပ်10ယောက်ထပ်ဝင်လို့ရသေးတာပဲမဟုတ်လားကျွန်တော်မှနောက်ထပ်စကားဝက်တစ်ခုရှိသေးတယ်တကားတွေပိတ်ထားရင်တော့ကျွန်တော်အထဲကိုဝင်လို့ရသေးတယ်လှုပ်ဝက်တကားကအရှိတောင်ဘက်မှာရှိတယ်နေရန်အောက်ခြေကအလှဆင်ထားတဲ့အုတ်ခဲလေးလေးအဲ့ဒါကိုလှည့်လိုက်ရင်လှုပ်ဝက်တကားပေါ်လာလိမ့်မယ်အပြင်ကကစားသမားတွေဟာအယူတွေလိုလှုပ်ဝက်တကားစီပြေးသွားကြတယ်သူတို့အုတ်ခဲကိုလှည့်လိုက်ကြတယ်တကယ်လှုပ်ဝက်တကားတစ်ခုနေရန်ဟောင်းမှာပေါ်လာခဲ့ပြီကစားသမားတွေဟာအထဲဝင်ဖို့တယောက်နဲ့တယောက်တိုးဝေးတိုက်ခိုက်ကြတော့တာပဲနောက်ဆုံးကျန်တဲ့နေရာ10ခုအတွက်ပေါ့အားနဲ့ပုံရတဲ့မိန်းကလေးတယောက်ကတော့နေနေလို့နောက်မှကြံနေခဲ့တယ်အဲ့ဒီအချိန်မှာသူ့လက်မောင်းတွေကနေနွယ်ပင်တွေထွက်လာပြီးရှေ့ကလူအုပ်ကိုရမ်းခါလိုက်တာကစားသမားတွေအများကြီးလဲကျကုန်ကြတယ်ဓာတ်သွားစွမ်းအား blade ability ရှိတဲ့ကစားသမားကသူ့ခြေထောက်အောက်ကနွယ်ပင်တွေကိုချက်ချင်းဖြတ်လိုက်ပြီးလှည့်ပြီးလေဓာတ်သွား wind blade နဲ့ပစ်လိုက်တာနွယ်ပင်စွမ်းအားရှင်ရဲ့လေပင်ကိုပြတ်သွားစေခဲ့တယ်ဓာတ်သွားစွမ်းအားရှင်ကတကားစီအရင်ဆုံးရောက်သွားပြီးစကားဝက်ကိုရိုက်ထည့်လိုက်တာတကားကပွင့်သွားတယ်သူဝမ်းသာအားရနဲ့အထဲကိုပြေးဝင်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့နောက်ထပ်ကစားသမားတစ်ယောက်ကလျှက်စီးစွမ်းအား lightning strike ကိုတုံးပြီးလူအုပ်ကြီးကိုပစ်ချလိုက်တယ်ဒုတိယကစားသမားကတကားကနေပြေးဝင်သွားတယ်ဒါပေမဲ့တတိယကစားသမားတကားဝါကိုချင်းကပ်လာတဲ့အခါမှာမြေပြင်ပေါ်ကကစားသမားတစ်ယောက်ကသူ့ခြေထောက်ကိုလှမ်းဖမ်းလိုက်တယ်လဲကျနေတဲ့ကစားသမားကကြောက်စရာကောင်းတဲ့အပြုံးနဲ့အစိတ်လူးထားတဲ့တံမိုးတွေကိုသူ့ပေါင်ထဲရိုက်ထည့်လိုက်တယ်အစိတ်စွမ်းအားရှင်ကထပ်ပြီးတကားကနေထွက်ပြေးဖို့ကြိုးစားတော့မှပဲနောက်ကနေတမနီလိုမာတဲ့လက်တစ်ဖက်ကသူ့ရင်ဘက်ကိုထိုးပေါက်သွားခဲ့တယ်